ယောက်မိုင်းတွေချလဲနှလုံးသားချင်းနီးလာကြတယ်လိန်ညာတို့ရှိပါပဲဖြူစင်တဲ့စကားတွေနဲ့ဒုနီယောက်ရဲ့ဆက်ဆံရေးကတခြားလုံးတဲ့ချိုးတယ်မှုနဲ့စပြူခဲ့တဲ့ဒီဇလန်ရဲ့နောင်ကျိုးမြောက်ပို့ပြီးတိုးလို့ရင်ခုန်ခဲ့တယ်ခုံးနဲ့ကစကားပြောရတော့ပြောတော့ဘူးတကယ်တနေ့နေ့တော့မင်းနဲ့အပြေးမှတွေ့မယ်ချိုလေးပဲတကယ်လို့သာတို့ရီပြင်မတွေ့ရင်ဖုန်းနဲ့ကတိုင်းမေးချင်တာပေးခြင်း online ကတူပါတယ်မလို့ချင်ဘူးရှင်ခိုင်မြဲတဲ့ချစ်စစ်တစ်ခုသာပိုင်ဆိုင်လိုက်ခြင်း online နဲ့တို့တွေတွေ့ခဲ့ညတိုင်းမစကားလေးပြောတယ်တယောက်နဲ့တယောက်မိုင်းတွေချလဲနှလုံးသားချင်းနီးလာကြ